လူတိုင်းကျင့်ရန်တတိပဋ္ဌာန်ဒီကောင်းစီကိုကြည့်မယ်ဆိုလို့ရှိရင်တတိပဋ္ဌာန်တရားဆိုတာဘယ်ပုဂ္ဂိုလ်ကြီးကျင့်ရမှာလဲလို့ဆိုရင်လူတိုင်းလည်းကျင့်ရမှာပဲလို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တတိပဋ္ဌာန်သုတ်တွေအင်္ဂုတ္တရနိကေမှာလည်းပဲတတိပဋ္ဌာန်ဝေခဆိုပြီးတော့တတိပဋ္ဌာန်သုတ်တွေရှိတယ်ဒီလူကြီးများတဲ့တတိပဋ္ဌာန်သုတ်ကြီးကတော့ဒီကနိကေမှာလာတဲ့မဟာတတိပဋ္ဌာန်သုတ်နဲ့မဇ္ဈိမနိကေမှာလာတဲ့မဟာတတိပဋ္ဌာန်သုတ်အဲ့ဒီနှစ်သုတ်ကတော့မဟာတတိပဋ္ဌာန်သုတ်ဆိုပြီးတော့လေ့လာဖတ်ရှုကြရတယ်တပံတန်ယုတ်တနိကေမှာတတိပဋ္ဌာန်တန်ယုတ်ဆိုပြီးတော့တတိပဋ္ဌာန်ကျောင်းနဲ့ဆက်လျင်းပြီးတော့သူ့အတူလေးတွေဟောထားတာတွေရှိနေတယ်တတိပဋ္ဌာန်တရားဆိုတာပုထုဇဉ်တွေပဲကျင့်ရမှာလားသို့မဟုတ်သောတပန်သဂရကံဖြစ်ပြီးမှကျင့်ရမှာလားလို့ယုံမတန်တရားဖြစ်เสียရရှိတယ်အချို့စာအုပ်တွေမှာလည်းပဲဒီလိုရေးထားတာရှိအဲ့ဒါကြောင့်မလို့တတိပဋ္ဌာန်ဆိုတာဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့သုတ်တန်တွေကိုကျင့်တတိပဋ္ဌာန်ဆိုတာလူတိုင်းကျင့်ရမယ်ဆိုတာဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တတိပဋ္ဌာန်ကျင့်စဉ်ကိုမကျင့်မဲနဲ့မဖို့နိဗ္ဗာန်မရဘူးလို့ဆိုလို့လေအဲ့ဒါအထောက်ထားမရှိပဲပြောတာမဟုတ်ဘူးပိဋကစာပေကိုသေချာလေ့လာကြည့်မယ်ဆိုလို့ရှိရင်အထောက်ထားတွေရှိတယ်ပေါ့တတိပဋ္ဌာန်တန်ယုတ်မှာနာလန္ဒသုတ်ဆိုတာရှိတယ်အဲ့ဒီသုတ်နဲ့အလားတူအဓိပ္ပာယ်မဟာပရိနိဗ္ဗာန်သုတ်မှာလည်းပါတယ်ပေါ့အဲ့ဒီသုတ်ရဲ့အဓိပ္ပာယ်အချင်းချင်းပြောရမယ်ဆိုရင်ရှင်သာရိပုတ္တရာမထေရကမြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားတဲ့တပည့်တော်စိတ်ထဲမှာဒီလိုယုံကြည်ချက်ရှိပါတယ်တမောရိညာနဲ့ပတ်သက်လာလို့ရှိရင်မြတ်စွာဘုရားတဲ့တာမန်တဲ့ပုဂ္ဂိုလ်ဆိုတာအတိတ်ကလည်းမရှိခဲ့ဘူးအနာဂတ်မှာလည်းမရှိဘူးရှိမှမဟုတ်ဘူးခုပစ္စုပန်မှာလည်းမရှိဘူးလို့ဒီလိုရှောက်တဲ့အခါကျတော့မြတ်စွာဘုရားကဘာမင်းရှိတော့ဆိုသာရိပုတ္တရာတဲ့မှာအတိတ်အနာဂတ်ဘုရားရှင်ရဲ့စိတ်ကိုသိနိုင်တဲ့စေတောပရိယဉာဏ်ရှိလို့ဒီလိုရဲတင်းတဲ့စကားကိုပြောတာလားတဲ့အဲ့လိုစေတောပရိယဉာဏ်နဲ့ဉာဏ်မရှိဘဲနဲ့ဒီလိုပြောလို့မရဘူးပေါ့စေတောပရိယဉာဏ်ရှိပြီးတော့အတိတ်မှာပွင့်ခဲ့တဲ့ဘုရားရှင်ရဲ့စိတ်ကိုသိလို့အနာဂတ်မှာပွင့်လက်တံဖြစ်တဲ့ဘုရားရှင်ရဲ့စိတ်ကိုသိလို့ဒီလိုကြိုးဝါပြီးတော့ရဲတင်းတဲ့စကားပြောတာလားလို့ဆိုတော့အရှင်ဘုရားတဲ့စေတောပရိယဉာဏ်နဲ့သိနိုင်တဲ့အစွမ်းတတ္တိတပည့်တော်မှာမရှိပါဘူးတဲ့သို့တော်လည်းပဲတပည့်တော်မှာဓမ္မနွားရလို့ခေါ်တဲ့အနုမလဉာဏ်ရှိပါတယ်ကြောင်းကျိုးဆင်ခြင်တတ်တဲ့အသိဉာဏ်ရှိပါတယ်အဲ့ဒီအသိဉာဏ်နဲ့တပည့်တော်မှာရေရေဝံဆုံးဖြတ်ပြီးတော့ပြောတာဖြစ်ပါတယ်အဲ့ဒီမှာရှင်သာရိပုတ္တရာမထေရကဥပမာလေးနဲ့ရှောက်တယ်နေကြားဒေသကကင်းမြို့ကလေးတစ်မြို့နေကြားဒေသမှာတစ်ဖက်ရန်သူတွေမလာနိုင်အောင်တကားတစ်ပေါက်ထဲတင်ထားပြီးတော့တတိုင်းလုံးလုံးချုံချုံနဲ့တိဆောက်ထားတဲ့ကိစ္စခန်းကမြို့လေးတစ်မြို့အဲ့ဒီမြို့လေးမှာအမတန်စဉ်းစားဉာဏ်ရှိပြီးလိမ္မာပန်းနတ်လာတဲ့တကားမူကြီးတူခန့်ထားတယ်အဲ့ဒီတကားမူကြီးကမြို့တိုင်းကိုလက်ပတ်ပြီးတော့စစ်ဆေးလိုက်တာလူဝင်ပေါက်တကားပေါက်ကြီးကလွဲလို့ကြံတဲ့အပေါက်ကလေးတွေဘယ်နေရာမှမရှိဘူးနောက်ဆုံးမှကြောင်လေးတစ်ကောင်ထွက်တာလောက်အောင်တော့အပေါက်မတွေ့ဘူးတဲ့ဒီတိုင်းဟာအမတန်မှလုံခြုံစိတ်ဆက်တယ်အဲ့ဒါကိုကြည့်ပြီးတော့သူဘယ်လိုဆုံးဖြတ်တုံးဆို
ဒီမျိုးတည်းဝင်သမျှပုဂ္ဂိုလ်တွေအားလုံးဟာဟောဒီတကားပေါက်တစ်ပေါက်ထဲကပဲဝင်ရတာပဲလို့ဒီလိုဆုံးဖြတ်တယ်လို့ပဲတပည့်တော်မှာကြောင်းကျိုးဆင်ခြင်နိုင်တဲ့အနုမနဉာဏ်ရှိပါတယ်ဗျာတဲ့ဘလို့ကြောင်းကျိုးဆင်ခြင်တာတော့ဆိုရင်လောကမှာပွင့်တော်မူတဲ့ဘုရားမှန်သမျှဟာဘုရားတိုင်းဟာစိတ်ရဲ့အငြိအကျေးဖြစ်တဲ့စိတ်ဓာတ်ကိုညှဉ်းနှွမ်းစေတတ်တဲ့ပညာကိုအားပြော့သွားစေတတ်တဲ့နိဝရဏတရား၅ပါးကိုဖယ်ရှားရအဲ့ဒါတွေကိုဖယ်ရှားပြီးတော့မှတတိပဋ္ဌာန်အာယုံ၄ပါးပေါ်မှာစိတ်ကိုတည်ဆောက်ပြီးဘုဇင်9ပါးကိုပွားများပြီးတော့မှဖျားဖြစ်ကြတာကြီးပဲတဲ့ဘယ်ဖျားပဲကြည့်ဒီစခန်းဒီလမ်းကပဲအကုန်လုံးသွားကြတယ်ဟောရှင်သာရိပုတ္တရာလျှောက်တဲ့ထဲမှာတေချာကြည့်မယ်ဆိုလို့ရှိရင်သမာဓိစွမ်းနဲ့နိဝရဏတရား၅ပါးကိုဖယ်ရှားရမယ်ဖယ်ရှားပြီးတဲ့အခါတတိပဋ္ဌာန်၄ပါးပေါ်မှာစိတ်ကိုအခြေစိုက်ပြီးတော့ဘုဇင်9ပါးပွားရမယ်ဓမ္မသာလင်တရားတို့တရားများရနိုင်တယ်လို့ဒီသုတ္တံကိုဒီလိုဟောတာအဲ့လိုတပည့်တော်မှာအနုမနာဉာဏ်ရှိပါတယ်လို့ဆိုတော့မြတ်စွာဘုရားကတာဓုခေါ်ပြီးတော့ဒီဆုံးဖြတ်ချက်ကိုတဲ့ဘာဘုရားပေါ်မှာတန်တရားရှိတဲ့ပုဂ္ဂိုလ်တွေတန်တရားကင်းသွားအောင်ပြိဿ၄ပါးမှာမကြဟောပေးပါလို့တိုက်တွန်းတယ်သို့တော့အဲ့ဒီစကားနဲ့ပတ်သက်ပြီးတော့အနောက်တိုင်းမှာအင်္ဂလိပ်လိုရေးထားတဲ့ပုဂ္ဂိုလ်ကစာရေးဆရာတူကသူလိုချင်တဲ့အချက်ကလေးကိုဖြတ်ယူပြီးတဲ့အခါကျတော့ရှင်သာရိပုတ္တရာကဘုရားနဲ့တူတဲ့ပုဂ္ဂိုလ်တံဘောဓိဉာဏ်အရာမှာဘုရားနဲ့တူတဲ့ပုဂ္ဂိုလ်ဘယ်တော့မှမပေါ်ခဲ့ဘူးဆိုတဲ့စကားကိုပြောလို့ရှင်သာရိပုတ္တရာဟာအကျဉ်းအမောင်းခံရတယ်လို့ဒီလိုရေးထားတယ်မကန်ရေးထားတာတွေအဲ့ဒီလိုရှိတယ်မူရင်းစာပေကိုမသိဘူးဆိုလို့ရှိရင်အဲ့ဒီစာအုပ်ဖတ်လိုက်တာနဲ့တပြိုင်နက်ရှင်သာရိပုတ္တရာဘုရားကအကျဉ်းမောင်းခံရတယ်ဒီစကားပြောမိလို့အကျဉ်းမောင်းခံရတယ်ဆိုတဲ့အဓိပ္ပာယ်မှာအဆုံးသတ်နေတယ်မဟုတ်ဘူးမြတ်စွာဘုရားကရှင်းပြစေခြင်းလို့မေးတဲ့စကားခုနကမင်းမှာစေတောပရိယဉာဏ်ရှိရလားမရှိဘဲနဲ့ဘာဖြစ်လို့မရှိဘူးဆိုရင်ဘယ်လိုလုပ်ပြီးတော့ဒီလိုရဲတင်းတဲ့စကားပြောနိုင်မလဲလို့ဆိုတာအဲ့တော့ရှင်သာရိပုတ္တရာဖြေတယ်ဓမ္မနွားရလို့ဆိုတဲ့အနုမဉာဏ်သူ့မှာရှိပါတယ်ဆိုပြီးရှင်းပြတော့သစ္စာဘုရားတာရုခေါ်တာအဲ့ဒီဏိဂုံးဆွဲတာကိုမရေးပဲနဲ့ရှင်သာရိပုတ္တရာဘုရားကုံကိုအလွန်ကြုံကြီးချီးမွမ်းလို့အကျဉ်းမောင်းခံရတယ်လို့ရေးထားမကန်ရေးထားချက်ပဲပေါ့ဒါကြောင့်မလို့ဗုဒ္ဓဇင်းလို့ရေးထားတဲ့စာအုပ်တိုင်းကမှန်ကန်တဲ့စာအုပ်တွေမဟုတ်ဘူးသူတို့ထင်မြင်ချက်တွေကိုရေးတာဖြစ်လို့မူရင်းစကားမူရင်းသုတ်တံကိုရှားပွေပြီးတော့ဖတ်တင်တယ်ပေါ့အဲ့ဒီသုတ်တံကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ကြည့်ဖျားဖြစ်တဲ့ပုဂ္ဂိုလ်တိုင်းဟာနိဝရဏတရား၅ပါးကိုဖယ်ရှားပြီးတတိပဋ္ဌာန်၄ပါးပေါ်မှာစိတ်ကိုကောင်းစွာတိဆောက်ပြီးဘုဇင်9ပါးပွားမှဖျားဖြစ်တယ်ဆိုတော့ဖျားဖြစ်တဲ့လမ်းကြောင်းကလည်းဒီလမ်းကြောင်းပဲအဲ့ဒါနဲ့အလားတူဥဒ္ဒိယတုတ်မှလည်းပဲမြတ်စွာဘုရားရှင်အာနန္ဒာကရှင်းပြတဲ့စကားလေးတစ်ခုရှိတယ်လောကကြီးကလွတ်မြောက်သွားတဲ့ပုဂ္ဂိုလ်တိုင်းဟာတဲ့နိဝရဏတရား၅ပါးကိုဖယ်ရှားပြီးတော့တတိပဋ္ဌာန်တရား၄ပါးပေါ်မှာစိတ်ကိုအခြေစိုက်ကဘုဇင်9ပါးပွားမှပွားပြီးတော့သာလောကကြီးကထွက်မြောက်နိုင်တယ်လွတ်မြောက်နိုင်တယ်လို့ဒီတိုင်းပဲတစ်ထပ်တည်းဆိုထားတယ်အဲ့တော့တတိပဋ္ဌာန်တရားအာမထုတ်ဘဲနဲ့မက်ဖို့နိဗ္ဗာန်ရတယ်ဆိုပုဂ္ဂိုလ်မရှိဘူးတချို့ကပြောကောင်းပြောလိုက်ပဲဝိသခာ9နှစ်သမီးတော့မြတ်စွာဘုရားတရားဟောလိုက်တဲ့အချိန်9နှစ်အရွယ်လေးနဲ့သောတာပန်ဖြစ်တာဘယ်တတိပဋ္ဌာန်ကျင့်လိုက်ရတော့လို့ထင်ကောင်းထင်လိမ့်ဘယ်အချိန်ကျင့်တာတော့ဆိုတရားနာတဲ့အချိန်ကျင့်တာပဲ
တရားကိုအာယုံစိုက်ပြီးတော့နားထောင်ခြင်းဒီပင်လင်းတဲ့ဒီတရားကိုအာယုံစိုက်ပြီးတော့နားထောင်နေတာဟာ apply လုပ်နေတာ apply လုပ်နေတာအဲ့ဒီအချိန်ဟာကျင့်နေတဲ့သဘောပဲဘာဖြစ်လို့လဲဆိုတရားကိုအာယုံစိုက်ပြီးတော့ဟောနေတဲ့အချိန်မှာထိုတရားအာယုံကနေပြီးစိတ်ကိုတခြားမရောက်စေပဲလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူးအသိဉာဏ်တွေဟာတစ်ဆင့်ပြီးတစ်ဆင့်ရှင်းပြတဲ့စကားနောက်လိုက်ပြီးတော့ဉာဏ်တွေကပွင့်လင်းပြီးတော့သွားလို့သောတာပန်ဖြစ်တာပေါ့အဲ့ဒါလည်းပဲသူစိတ်ဟာတတိပဋ္ဌာန်တရား၄ပါးပေါ်မှာအာယုံစိုက်တဲ့သဘောပဲဒီဒါကြောင့်မို့လို့နိဝရဏတရားတွေကိုမပယ်ရှားပဲတတိပဋ္ဌာန်ပေါ်မှာစိတ်ကိုအခြေမစိုက်ပဲကြည့်လေမြတ်စွာဘုရားကခန္ဓာ၅ပါးကိုရှင်းပြတယ်လို့ဆိုရင်ဓမ္မာနုပဒနာတတိပဋ္ဌာန်ပဲမဟုတ်လားစိတ်အကြောင်းကိုရှင်းပြနေတယ်ဆိုတဲ့နောက်ကိုအာယုံစိုက်ရင်စိတ်တ ानु ပဒနာပဲဖြစ်တာပေါ့ဝေဒနာအကြောင်းကိုရှင်းပြနေအာယုံစိုက်ရင်ဝေဒနာ ानु ပဒနာဖြစ်တာပေါ့အဲ့ဒီထဲမှာအာနာပါနအကြောင်းလို့တခြားအကြောင်းတွေကိုရှင်းပြလိုက်မယ်ကာယနဲ့ပတ်သက်တာတွေရှင်းပြမယ်ဆိုလို့ရှိရင်ကာယ ानु ပဒနာတတိပဋ္ဌာန်ဖြစ်တာပေါ့အဲ့ဒါကြောင့်မို့လို့ဒီသုံးတန်တွေမှာရှင်းရှင်းလင်းလင်းဒီလိုဆိုထားတာရှိတယ်ဒါကြောင့်မို့လို့နိဗ္ဗာန်တကားကြီးကိုဝင်ရောက်ခြင်းတဲ့ပုဂ္ဂိုလ်တိုင်းတော့ဘုံနိဗ္ဗာန်ရောက်တဲ့လမ်းမပေါ်ကိုရှောက်လန်းခြင်းတဲ့ပုဂ္ဂိုလ်တိုင်းနိဗ္ဗာန်ကိုမျက်မှောက်လို့ပြုလို့တဲ့ပုဂ္ဂိုလ်တိုင်းဟာတတိပဋ္ဌာန်ကျင့်စဉ်ရှောင်လွဲလို့မရဘူးလို့ဒီလိုဆိုလို့ရပေါ့ဒီကျင့်စဉ်နဲ့ပဲသွားရမယ်တချို့စာအုပ်တွေကရေးတယ်တတိပဋ္ဌာန်ဟာဒိဋ္ဌိတတရားလားတဏှာတတရားလားနဲ့မြတ်စွာဘုရားတရားဟာဘယ်တရားပဲဖြစ်ဖြစ်ဒိဋ္ဌိလည်းတတ်တာပဲတဏှာလည်းတတ်တာပဲတတ်တယ်ဆိုတဲ့နေရာမှာအပြည့်အဝအကုန်လုံးဖယ်ရှင်းတာတချို့နေရာမှာတစိတ်တဒေသပယ်တာလည်းပယ်တာပဲအပြည့်အဝပယ်တာလည်းပယ်တာပဲဆိုပါစို့သောတပန်ပုဂ္ဂိုလ်ဟာဒိဋ္ဌိနဲ့ဝိသိကိစ္စကိုသာလုံးဝအပြည့်အဖယ်ရှားတာဒိဋ္ဌိနဲ့ဝိသိကိစ္စကိုသာဖယ်တာလားဆိုမဟုတ်ဘူးသောတပန်ပုဂ္ဂိုလ်ကတဏှာကိုလည်းဖယ်ရှားတယ်ဒေါသကိုလည်းဖယ်ရှားတယ်မောဟကိုလည်းဖယ်ရှားတယ်သို့တော့တဏှာဒေါသတို့မောဟတို့ဆိုတာဖယ်ရှားတဲ့အခါကျတော့အပယ်ကိုချနိုင်တဲ့စွမ်းအားရှိတဲ့တဏှာအပယ်ကိုချနိုင်လောက်အောင်ပြင်းထန်တဲ့ဒေါသအပယ်ကိုချနိုင်လောက်အောင်ဆွမ်းဆောင်နိုင်တဲ့မောဟကိုသာဖယ်တာမောဟတော့ကြံသေးတာပေါ့ဘယ်တရားပဲဖြစ်ဖြစ်မြတ်စွာဘုရားတရားမှန်သမျှကိလေသာပယ်တာကြီးပဲမပယ်တဲ့တရားမရှိဘူးဒါကြောင့်မလို့ဒီလိုမမမကန်ကိုယ့်ရဲ့အာဘော်တွေနဲ့ရေးထားတဲ့စာအုပ်မျိုးကတော့မဖတ်သင့်ဘူးပေါ့ဖတ်မယ်ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာဇဝေဇဝါဖြစ်ပြီးအမှန်တရားကနေဝေးသွားနိုင်တယ်တဲ့အခုကြည့်လေဘုရားအဆူဆူကျွတ်တော်မူတာဟာလည်းပဲနိဝရဏတရား၅ပါးဖယ်ရှားလို့တတိပဋ္ဌာန်၄ပါးပေါ်မှာစိတ်ကိုအခြေဆိုင်လို့ဘုဇင်9ပါးပွားပြီးတော့မှအတိညာဏ်တွေကိုရကြတာတဲ့အဲ့ဒါပါဠိတော်ပါဠိမှာဘယ်လိုဆိုတော့ဆိုပင်စနိဝရဏိပဟာယစေတသောဥပ္ပခိလေတိပညာယဒုပ္ပလီကရဏီဆိုလိုတဲ့အဓိပ္ပာယ်ကစေတသောဥပ္ပခိလေတိစိတ်ရဲ့အညစ်အကြေးများဖြစ်နေတဲ့ပညာယဒုပ္ပလီကရဏီပညာတွေကိုအပြော့သွားအောင်ပြုနိုင်တဲ့ပင်စနိဝရဏိပဟာယနိဝရဏတရား၅ပါးကိုဖယ်ရှားရမယ်ဖယ်ရှားပြီးတော့စတုတုတတိပဋ္ဌာန်နေတုသုပ္ပဋိဋ္ဌိတစိတ်တာတတိပဋ္ဌာန်တရား၄ပါးပေါ်မှာကြံ့ကြံ့ခိုင်ခိုင်ယက်တည်တဲ့စိတ်ရှိပြီးတဲ့အခါမှာတတ္တဘုဇင်ကြီးဘုဇင်9ပါးတို့ကိုယထာဘူတံဘာဝိတဝမှန်မှန်ကန်ကန်ပွားစေပြီးတော့အနုတ္တရံအဘိတံဘောဓိအဘိတံဘုဇင်တုထူးခြားတဲ့အဘိတံဘောဓိဉာဏ်ကြီးကိုထိုးထွင်းပြီးတော့သိတော်မူကြတယ်လို့ဟောဘုရားဖြစ်အောင်ကျင့်တာလေဒီတရားပဲပေါ့တမန်ပုဂ္ဂိုလ်တွေကျင့်ရတာလေဒီတရားပဲအဲ့ဒါကြောင့်မို့လို့တတိပဋ္ဌာန်နဲ့ပတ်သက်လာလို့ရှိရင်ဘယ်သူတွေကျင့်ရမှာတော့ဆိုအလုံးမဲ့ကျင့်ရမှာပဲလူတိုင်းကျင့်ရမယ်တရားဖြစ်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့
ဒီတဲ့ထင်ရှားတဲ့သုတ်တန်တစ်ခုပြောရှင်သာရိပုတ္တရာတို့နဲ့ရှင်သာရိပုတ္တရာနဲ့ရှင်အနုရုဒ္ဓတို့ရဲ့မေးဖြေခန်းလေးတရားဆွေးနွေးခန်းလေးမှာရှင်သာရိပုတ္တရာကမေးတယ်ရှင်အနုရုဒ္ဓကဖြေတယ်တတိပဌာန်နဲ့စတဲ့မေးခွန်းအဖြေလွှာလေးကိုရှင်အနုရုဒ္ဓကပေးတယ်ရှင်သာရိပုတ္တရာမေးတာကငါရှင်အနုရုဒ္ဓသေခနဲ့သေခပုဂ္ဂိုလ်ပေါ့သေခနဲ့ပြောကြတယ်ဘယ်လိုအတိုင်းတန်နဲ့မှသေခပုဂ္ဂိုလ်ဖြစ်နိုင်တယ်လဲအဲ့တော့နားလည်ရမှာသေခပုဂ္ဂိုလ်ဆိုတာကျင့်စေပုဂ္ဂိုလ်ဘယ်ပုဂ္ဂိုလ်ကိုခေါ်တာတော့ဆိုရင်သောတာပန်သဂရာဂံအနာဂံအဲ့ဒီပုဂ္ဂိုလ်သုံးခုကိုသေခပုဂ္ဂိုလ်လို့ခေါ်တယ်ယဟန္တာကြတော့အသေခပုဂ္ဂိုလ်ကိုကျင့်ပြီးအပြီးဆုံးရောက်ပါပြီလို့ဒီလိုပြောတာအဲ့တော့ရှင်သာရိပုတ္တရာရဲ့အမေသေခပုဂ္ဂိုလ်ဆိုတာဘယ်အတိုင်းတန်နဲ့မှခေါ်နိုင်တာတော့လို့ဆိုလို့ရှင်နုရုဒ္ဓဖြေတယ်တတိပဌာန်တရား၄ပါးကိုတစိမ့်တသေးသားလောက်ပွားပြီးလို့သူ့ကိုသေခပုဂ္ဂိုလ်လို့ခေါ်တာပါတဲ့ဟောတတိပဌာန်တရားကိုပွားပြီးတာသူတစိမ့်တသေးသားပွားပြီးပြီးစုံစုံမပွားနိုင်သေးဘူးဒါကြောင့်မို့သူပွားတာကသောတာပန်ဖြစ်ယုံသဂရဂံဖြစ်ယုံအနာဂံဖြစ်ယုံမပွားသေးတယ်ဒါကြောင့်မို့သောတာပန်သဂရဂံအနာဂံပဲဖြစ်သေးတယ်လို့ဒီလိုဆိုလို့တယ်အဲ့ဒီတတိပဌာန်၄ပါးကိုပြီးစုံစုံပွားလိုက်လို့ရှိရင်အတိခပုဂ္ဂိုလ်လို့ခေါ်ပါတယ်လို့အတိခပုဂ္ဂိုလ်ဆိုတာပဲတိုင်းတာနဲ့မှခေါ်တော့ဆိုတတိပဌာန်တရား၄ပါးကိုပြီးစုံစုံပွားလိုက်ရင်အတိခပုဂ္ဂိုလ်ခေါ်ပါတယ်လို့ဆိုယဟန္တာဖြစ်ဖို့လည်းပဲတတိပဌာန်ပွားရတာပဲသောတာပန်ဖြစ်ဖို့လည်းတတိပဌာန်ပွားရတာတချို့ကယူဆတယ်တတိပဌာန်တရားဆိုတာပုရုဇဉ်လေးမပွားရဘူးတက္ကရာဒိဋ္ဌိပြုတ်ပြီးသားပုဂ္ဂိုလ်မှာပွားရတယ်လို့ရေးတဲ့စာအုပ်ကရေးသေးတယ်နော်အဲ့လိုစာအုပ်မျိုးတွေတော့မဖတ်ထိုက်ဘူးပေါ့ဖတ်လိုက်လို့ရှိရင်ကိုယ်ကောင်းထဲမှာအမိုက်တရိုက်တွေထည့်လိုက်တယ်လို့ဖြစ်သွားမှာတော်ကြကြတော့ခေါင်းထဲမှာအမိုက်ပုံကြီးဖြစ်ရှုပ်ထွေးမှုတွေတခါတလေဖြစ်တတ်တယ်အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားမူရင်းတရားကိုပဲသိဖို့လိုတယ်ကိုယ်အတွေးတွေကိုယ်ယူဆချက်တွေနဲ့ရောပြီးတော့ရေးထားတဲ့စာအုပ်မျိုးကတော့ဘယ်စာအုပ်မှမဖတ်သင့်ဘူးအဲ့ဒါလို့ဖတ်လို့ရှိရင်မမရွယ်နေဖြစ်သွားနိုင်တယ်ပေါ့ကဲနောက်တစ်ခုဒီတဲ့သေချာတဲ့ဟာတစ်ခုပြောတချို့စာအုပ်မှာရေးတယ်ဒီဟာကဒိဋ္ဌိတတ်တရားမဟုတ်ဘူးလို့တဏှာတတ်တရားမဟုတ်ဘူးလို့တတိပဌာန်တရားဟာတဏှာတတ်တရားသာဖြစ်တယ်ဒိဋ္ဌိတတ်တရားမဟုတ်ဘူးလို့ဒီလိုဟောတာတွေရှိသေးတယ်ဒါသူ့အယူဆတတ်ပဲသူ့အယူဆတတ်ပဲကြည့်ဒီတဲ့သေချာတဲ့သုတ်တန်တစ်ခုကတတိပဌာန်ကတန်ရုံမှာပဲလာတယ်ပါဠိဆိုတဲ့သုတ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကတာလဆိုတဲ့ပုံနာရွာမှာနေတဲ့အချိန်မှာဟောခဲ့တဲ့တရားလေးတစ်ခုပဲအဲ့တော့တတိပဌာန်တရားကိုဘယ်သူတွေပွားတာတော့လို့ဆိုတဲ့နေရာမှာမြတ်စွာဘုရားကစချီလိုက်တာသာသနာပေါင်းဝင်လာတဲ့ပုဂ္ဂိုလ်တိုင်းကိုတတိပဌာန်တရားပွားများဖို့တိုက်တွန်းပေးရမယ်တဲ့ဒါနံပါတ်1เนาะသာသနာပေါင်းဝင်လာကစရှင်ငယ်ယဟန်ငယ်တွေကိုတတိပဌာန်တရားပွားလာအောင်တိုက်တွန်းနှိုးဆော်ပြီးတော့ပေးရမယ်အဲ့ဒီရှင်ငယ်ယဟန်ငယ်တွေဟာတတိပဌာန်တရားကိုပွားရဘယ်လိုရည်ရွယ်ချက်နဲ့ပွားရတာတုံးလို့ဆိုလို့ရှိရင်တတိပဌာန်ရဲ့အာယုံဆိုတာကာယဝေဒနာစိတ်ဓမ္မ၄မျိုးအာယုံပေးထားတယ်ကာယရဲ့သဘာဝဝေဒနာရဲ့သဘာဝစိတ်ဓာတ်ရဲ့သဘာဝဓမ္မရဲ့သဘာဝတွေကိုမှန်မှန်ကန်ကန်သိဖို့အတွက်တတိပဌာန်တရားပွားပါတဲ့ဒါရည်ရွယ်ချက်ကဒါပုထုဇဉ်ကိုပွားခိုင်းနေတာဒါဖြင့်ပုထုဇဉ်ဘဝလွန်မြောက်သွားလို့တိခပုဂ္ဂိုလ်ဖြစ်သွားပြီသောတာပန်ဖြစ်သွားပြီသဂရဂံဖြစ်သွားပြီအနာဂံဖြစ်သွားပြီဆိုရင်ရောမပွားရဘူးလားလို့ဆိုပွားရမယ်တဲ့အဲ့ဒီပုဂ္ဂိုလ်လေအဲ့ဒီမှာဒုတိယအနေနဲ့မြတ်စွာဘုရားသေခာအပတ္တမာနတာအနုတ္တရံယောဂခေမံပတ္ထယမာနဝေရံတိယဟန်တော်တွေထဲမှာတချို့ပုဂ္ဂိုလ်တွေကသောတာပန်ဖြစ်သွားတယ်တချို့ကသဂရဂံအဆင့်ရောက်နေတယ်တ
တချို့ကအနာဂံဖြစ်နေတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးတွေဟာလည်းပဲပွားရမှာဘာပွားရမှာလို့တတိပဋ္ဌာန်တရားပဲပွားရမယ်တတိပဋ္ဌာန်ကိုပဲကျင့်ရမယ်ဘာအတွက်ကျင့်တာတုံးဆိုတော့ကာယဝေဒနာစိတ်ဓမ္မတရားတွေကိုပိုင်းပိုင်းခြားခြားသိအောင်ကျင့်ရမယ်ခုနတော့ကစကားနဲ့မတူဘူးခုနကကာယဝေဒနာစိတ်ဓမ္မတို့ကိုယထာဘူတသိအောင်ကျင့်ရမယ်အခုကပိုင်းပိုင်းခြားခြားသိအောင်ကျင့်ရမယ်လို့မပိုင်းခြားနိုင်နေဘူးအကုန်လုံးမသိသေးဘူးတစ်စိတ်တစ်စိတ်သာသိသေးတယ်ပေါ့ဒီအိဗယ်ကိုပြောဒါဖြင့်ယဟနာပုဂ္ဂိုလ်ကြတော့ရောဆိုယဟနာပုဂ္ဂိုလ်လည်းပဲတဲ့ယဟနာပုဂ္ဂိုလ်ကိုတရုပ်ဖော်ထားတာဘယ်လိုဖော်လဲအရဟံတောခိနာတဝအာတောတရားတွေကုန်သွားပြီဝုတိတဝန္တောမက္ခဗြဟ္မစရိယလို့ဆိုတဲ့အကျင့်ကြီးကိုကျင့်သုံးပြီးနေပြီကတကရဏီယလှုပ်ရှားတွေအလုံးလှုပ်ပြီးပြီဩဟိတဘာရာကိလေသာဝန်ဆိုတဲ့ဝန်တုပ်ဝန်ဘိုးကြီးအဲ့ဒီဝန်တုပ်ဝန်ဘိုးကြီးကိုလည်းပဲချပြီးသွားပြီအနုပ္ပတ္တသရထတကယ်မိမိအကျိုးလို့ပြောရမယ်အရတ္တဖို့တို့လည်းရောက်ရှိပြီးပြီပရိခိဏဘဝတန်ရောစနာဘဝနဲ့ပတ်သက်တဲ့အတွေ့အတာတွေအလုံးလည်းကုန်သွားပြီတမ္မဒိညာဝိမု ക്ത မှန်မှန်ကန်ကန်သိပြီးတော့စိတ်ကလေးဟာလုံးဝလွတ်မြောက်သွားပြီအဲ့ဒီလိုယဟန္တာပုဂ္ဂိုလ်မျိုးရောဘာကျင့်ရမှာလဲဆိုတတိပဋ္ဌာန်ပဲကျင့်ပါပဲဟောသာသနာ့ဘဝဝိလကာသပုဂ္ဂိုလ်လည်းတတိပဋ္ဌာန်ကျင့်တေခပုဂ္ဂိုလ်လည်းတတိပဋ္ဌာန်ကျင့်ယဟန္တာပုဂ္ဂိုလ်ဖြစ်ပြီးရင်လည်းတတိပဋ္ဌာန်ပဲကျင့်ရမယ်တဲ့ဒီလိုဆိုအဲ့တော့ယဟန္တာပုဂ္ဂိုလ်တွေကြတော့ဘာအတွက်ကျင့်တာတုံးလို့ဆိုတဲ့အခါမှာကာယဝေဒနာစိတ်ဓမ္မဆိုတာတွေနဲ့ပေါင်းစပ်နေမှုမရှိအောင်ဆိုလိုတာကတတိပဋ္ဌာန်ကိုအာယုပြုပြီးတော့ဝိပဿနာနဲ့နိဗ္ဗာန်ကိုအာယုပြုလို့ရအောင်ကျင့်ခိုင်းတာဒါနော်ယဟန္တာပုဂ္ဂိုလ်ဟာလည်းပဲဝိပဿနာရှုပြီးတော့မှဖလားသမဘာဆိုတော့ဝင်စားလို့ရတာဘူးနိဗ္ဗာန်နဲ့တွေ့ကြလို့ရှိရင်ဒီလမ်းကပဲပြန်လျှောက်ရတယ်ဆိုပါစို့ယဟန္တာဖြစ်သွားပြီယဟန္တာဖြစ်သွားလို့ရှိရင်ယဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်ဟာအမြဲတမ်းနိဗ္ဗာန်ကြီးကိုမြင်နေတာမဟုတ်ဘူးတာမန်ကိစ္စတွေဆောင်ရွက်နေတဲ့အခါမှာတာမန်အတွေ့အကြုံတွေပဲမြင်နေမှာဘာထူးလို့ဆိုရင်မြင်တဲ့အခါမှာလောဘမဖြစ်ဘူးဒေါသမဖြစ်ဘူးတတိရှိတယ်အတိညာရှိတယ်ကြားတဲ့အခါမှာလောဘမဖြစ်ဘူးဒေါသမဖြစ်ဘူးအတိရှိတယ်တတိရှိတယ်အတိညာရှိတယ်ဒီလိုအခြေအနေပဲရှိတယ်ဥဒ္ဒဇင်ပုဂ္ဂိုလ်တွေကြတော့မြင်တဲ့အာယုံပေါ်မှာကြည့်ပြီးတော့လောဘလည်းဖြစ်တယ်ဒေါသလည်းဖြစ်တယ်မောဟတွေလည်းဖြစ်တယ်ကွဲပြားခြားနားမှုကဒါအရိယပုဂ္ဂိုလ်တွေလည်းမျက်စိရှိတာပဲနားရှိတာပဲယဟနာပုဂ္ဂိုလ်တွေမှာမျက်စိရှိတယ်နားရှိတယ်မျက်စိရှိတော့မြင်စရာကိုမြင်မယ်နားရှိတော့ကြားစရာတွေကိုကြားမယ်အဲ့တော့ကြားတဲ့အခါမှာနှစ်သက်စရာအာယုံကိုကြားလို့ရှိရင်ပုရုဇဉ်တွေမှာလောဘဖြစ်တယ်ယဟနာတွေမှာကျတော့လောဘမဖြစ်တော့ဘူးမနှစ်သက်စရာအာယုံမှာလည်းပဲပုရုဇဉ်တွေမှာဒေါသဖြစ်ပေမဲ့ယဟနာတွေမှာဒေါသမဖြစ်ဘူးမသိတဲ့မောဟဆိုတာလည်းယဟနာပုဂ္ဂိုလ်တွေမှာမဖြစ်ဘူးတဲ့တတိတံပစဉ္ညာရှိနေတယ်ပေါ့အဲ့တော့ဒီအာယုန်တွေနဲ့လွတ်သွားအောင်ကာယဝေဒနာစိတ်ဓမ္မဆိုတဲ့အာယုန်တွေနဲ့လွတ်သွားအောင်ဘာလုပ်ရမလဲဆိုတတိပဋ္ဌာန်ကိုအခြေစိုက်ပြီးဝိပဿနာဉာဏ်နဲ့အစဉ်စဉ်တက်သွားပြီးဖို့စိတ်တုပ္ပဖြစ်လာပြီဆိုတဲ့အခါကျတော့မှဒီကာယဝေဒနာစိတ်ဓမ္မဆိုတဲ့အာယုန်တွေနဲ့လွတ်ပြီးတော့နိဗ္ဗာန်နဲ့နေနိုင်တာပေါ့အဲ့ဒါကိုပြောတာကာယေနဝိတံယုတ်တာဝေဒနာယဝိတံယုတ်တာကာယနဲ့ရှင်တွဲပြီးတော့မနေအောင်ကာယဆိုတဲ့အာယုန်နဲ့တွဲဆက်ပြီးတော့မနေအောင်ကွဲကွာသွားအောင်ဝေဒနာဆိုတဲ့အာယုန်နဲ့တွဲပြီးတော့မနေအောင်စိတ်ဓာတ်ဆိုတဲ့အာယုန်နဲ့တွဲပြီးတော့မနေအောင်ဓမ္မဆိုတဲ့အာယုန်နဲ့တွဲပြီးတော့မနေအောင်နိဗ္ဗာန်နဲ့သာရှင်တွဲလို့နေအောင်ဆိုပြီးဒီကျင့်မယ်မှုတတိပဋ္ဌာန်အကျင့်ကပဲဝိပဿနာဉာဏ်ကိုဖြစ်စေပြီးတော့ဖလားသမဘာဝင်စားရမယ်လို့ဒီလိုပြောတာနော်
အဲ့တော့နိဗ္ဗာန်ကိုအာယုံပြုနေဖို့ရာအတွက်တတိပဋ္ဌာန်ပဲကျင့်ပါလို့ဟောဒီတာလသုတ်တံမှာဒီလိုဟောထားတယ်ဒါကြောင့်မို့လို့တတိပဋ္ဌာန်ဆိုတာဘယ်သူတွေကျင့်ရမှာလဲဆိုရင်လူတိုင်းကျင့်ရမှာတဲ့လူတိုင်းကျင့်ရအလုံးကျင့်ရမယ်တရားအင်္ဂုတ္တရနိကေမှာဒီတတိပဋ္ဌာန်နဲ့ပတ်သက်ပြီးတော့တတိပဋ္ဌာန်ဝက်ဆိုပြီးတော့ဟောထားတာရှိသေးတယ်ဟောထားတာရှိသေးတယ်တုတ်ပေါင်း30ရှိတယ်အဲ့ဒီမှာတတိပဋ္ဌာန်ကဘာအတွက်ကျင့်ရတာတုံးဆိုတာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကရှင်းလင်းပြီးတော့ဟောထားတယ်သိက္ခာဒုပ္ပလယလို့ခေါ်တယ်ကိုကျင့်တရားနဲ့ပတ်သက်ပြီးတော့အာပြော့သွားစေတတ်တဲ့ငါးပါးသီလပြည့်မှုတွေပေါ့ဆိုပါစို့ပါဏာတိပါဒအာရိဏဒါနကာမိတုမိစ္ဆာစာရမုဒ္ဒဝါဒသူရမေရယဆိုတယ်အဲ့ဒီကံ၅ပါးအဲ့ဒီကံ၅ပါးကျွလွန်ဖောက်ဖျက်မှုတွေကံ၅ပါးကျွလွန်မှုတွေအဲ့ဒါတွေမိမိတဏ္ဍာမှာမဖြစ်အောင်ဒါတွေဖယ်ရှားနိုင်အောင်ဘာလုပ်ရမလဲလို့မေးခွန်းမေးတဲ့အခါမြတ်စွာဘုရားကအဲ့ဒီသိက္ခာဒုပ္ပလယလို့ဆိုတဲ့ငါးပါးသီလပြည့်မှုတွေဖယ်ရှားပြစ်ဖို့ရအတွက်တတိပဋ္ဌာန်၄ပါးပဲပွားပါလို့ဒီလိုပဲဟောတယ်တတိပဋ္ဌာန်ပွားရမယ်ဆိုတာငါးပါးသီလလုံခြုံဖို့လည်းပဲတတိပဋ္ဌာန်ပွားလို့ပြောတာအကျွမ်းမဲ့ငါးပါးသီလနော်ငါးပါးသီလကိုဖောက်ဖျက်လို့ဖြစ်ပေါ်လာမဲ့အကုသိုလ်တရားတွေဖယ်ရှားပြစ်နိုင်ဖို့ရအတွက်ဟောတတိပဋ္ဌာန်တရားကိုပဲပွားပါဟောနောက်တစ်ခုကနိဝရဏတရား၅ပါးတဲ့နိဝရဏတရား၅ပါးဆိုတာအလုံးသိတဲ့အတိုင်းကာမိသန္တနှစ်သက်စရာအာယုန်ဒီပေါ်မှာနှစ်သက်တွေ့တာတတ်တဲ့တဏှာသန္တဗျာပါဒထိုအာယုန်တွေနဲ့ဆန့်ကျင်တဲ့စိတ်မုန်းတီးတဲ့စိတ်ထိနာမိတ်ကောင်းတဲ့အပေါ်မှာဆုံးနစ်ပြီးတော့တွန်းဆုတ်သွားတဲ့စိတ်ဥဒိစ္စပုဂ္ဂိုလ်စိတ်ရဲ့မငြိမ်းချမ်းမှုပူလောင်မှုဝိသိကိစ္စဘုရားတရားတန်ခါကျင့်စဉ်တွေပေါ်မှာတန်တရားဖြစ်နေမှုဆိုတဲ့စိတ်ရဲ့အညစ်အကြေးတွေပညာကိုအားပြော့သွားစေတတ်တဲ့နိဝရဏတရား၅ပါးလူတွေတဏ္ဍာမှာဖြစ်တတ်တယ်ပေါ့အဲ့ဒီနိဝရဏတရား၅ပါးကိုဖယ်ရှားပြစ်ခြင်းနဲ့ဘာလို့တတိပဋ္ဌာန်ပဲကျင့်ပါလို့ဒီသုတ်တန်လေးမှာဒီတိုင်းပဲဟောတာနော်အဲ့တော့တတိပဋ္ဌာန်ဟာတဏှာသလားဒိဋ္ဌိသလားလို့မေးနေစရာမလိုအကုသိုလ်မှန်တယ်များအကုန်ပယ်ထားကြည့်ပဲအကျွမ်းမဲ့ပယ်တာအကျွမ်းမဲ့မပယ်တာတော့ရှိတာပေါ့သူ့အဆင့်လိုက်ဟာကြည့်ကာမိသန္တာဆိုတာလောဘပဲဗျာပါဒဆိုတာဒေါသထိနာမိတ်တာထိနာနဲ့မိတ်တာဥဒိစ္စကုက္ကုစ္စဝိသိကိစ္စဒီအကုသိုလ်တရားတွေဖယ်ရှားဖို့ရအတွက်လည်းပဲတတိပဋ္ဌာန်တရားကိုကျင့်ပါလို့ဒီလိုပြောတယ်အဲ့ဒါကြောင့်မို့စာပေနဲ့ပတ်သက်လာလို့ရှိရင်မြတ်စွာဘုရားအာဘောမဟုတ်တာတွေဟာဖတ်မိသွားလို့ရှိရင်ဘုရားအာဘောမဟုတ်ဘဲနဲ့ဒါတွေဖတ်လို့ရှိရင်ကိုယ်ခေါင်းထဲမှာအမိုက်တရိုက်တွေရောက်သွားတာနဲ့တူတူပဲအဲ့တော့ဘုရားတရားတော်ဟာဘုရားအာဘောမိဖို့လိုတယ် interpretation problem ဆိုတာဒီဘုရားတရားတော်ကိုလေ့လာတာတောင်မှပဲ interpretation problem ဆိုတာရှိသေးတယ်ဘာသာပြန်ဆိုမှုအဓိပ္ပာယ်ကောက်ယူမှုလွဲမှားတာတွေအများကြီးရှိသေးတယ်နော်အခုကအဓိပ္ပာယ်ကောက်မှားစရာကိုမလိုဘူးမြတ်စွာဘုရားကတိုက်ရိုက်ကြီးတွေဟောထားတာအဲ့လိုတိုက်ရိုက်ဟောထားတာတော့ရှင်းတာပဲရှိမလဲပေါ့ဘုရားကိုယ်တိုင်ကိုကပဲကြည့်နိဝရဏတရား၅ပါးကိုဖယ်ရှားဖို့ရန်အတွက်တတိပဋ္ဌာန်တရား၄ပါးကိုပွားပါတဲ့ဟောရှင်းလေးပဲနိဝရဏတရား၅ပါးဖယ်ရှားဖို့ဆိုတာနိဝရဏတရားတွေထဲမှာဘာတွေပါတော့တဏှာပါတယ်ဒေါသပါတယ်ထိနာမိတ်တာပါတယ်ဥဒိစ္စကုက္ကုစ္စပါတယ်ဝိသိကိစ္စပါတယ်ဟောနောက်တစ်ခုကကောင်းကုန်း၅ပါးတွေပုံမှာမမောတဲ့တဏှာရာကကာမဂုဏ်လို့ဆိုတာကာမဆိုတာနှစ်သက်เสียအာယုန်တွေကိုကာမလို့ခေါ်တယ်နှစ်သက်เสียအာယုန်တွေဆိုတာမျက်စိကမြင်တဲ့အာယုန်ကနှစ်သက်เสียကောင်းတဲ့မျက်စိကမြင်ရတဲ့အာယုန်
နှစ်သက်เสียကောင်းတဲ့နားကကြားရတဲ့အတန်အာယုံနှစ်သက်เสียကောင်းတဲ့နှာခေါင်းကနမ်းရှူရတဲ့အနံ့အာယုံနှစ်သက်เสียကောင်းတဲ့လျှာနဲ့လဲရရတဲ့အရသာအာယုံနှစ်သက်เสียကောင်းတဲ့ခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့ဖုဒ္ဓဘာအာယုံအဲ့ဒီအာယုံတွေဟာစိတ်ကိုနှောင်ဖွဲ့ထားတတ်သောကြောင့်ခုနနှစ်သက်เสียလိုချင်เสียကောင်းသောကြောင့်ကာမအဲ့ဒီစကားနဲ့ပေါင်းစပ်ပြီးတော့ကာမခုနကာမဂုဏ်လို့ခေါ်တာအဓိပ္ပာယ်ကဒီဂုဏ်ဆိုတာကဂုဏ်ရှိတယ်ဆိုတဲ့စကားနဲ့ဂုဏ်နဲ့မတူဘူးနော်ဗမာတွေမှာအဲ့ဒီစကားလုံးကိုရောသွားတတ်တယ်ဂုဏ်တရေရှိတယ်ဆိုတဲ့ဂုဏ်ကတစ်မျိုးအရေးချင်းတွေကိုပြောတာကာမဂုဏ်ဆိုတာကဂုဏ်ရှိတာကိုပြောတာမဟုတ်ဘူးကာမဆိုတာနှစ်သက်စရာကောင်းတဲ့အာယုံခုနဆိုတာစိတ်ကိုနှောင်ဖွဲ့ထားတတ်တယ်လို့ဒီလိုအဓိပ္ပာယ်ပြောတာဟုတ်တယ်လေစိတ်ကိုနှောင်ဖွဲ့ထားလို့လူတိုင်းဟာယုံမှမထွက်နိုင်တာဟိုစိတ်ကလေးကဒါကြောင့်အဲ့ဒီကာမဂုဏ်အာယုန်တွေကနေယုံထွက်ဖို့ကာမဂုဏ်အာယုန်တွေကနေဖယ်ရှားနိုင်ဖို့ဆိုလို့ရှိရင်လည်းဘာလို့တတိပဋ္ဌာန်ပဲပွားပါတဲ့ဟောဒါတွေကိုဖယ်ရှားဖို့တတိပဋ္ဌာန်ကိုပွားပါဒီနောက်တစ်ခုတစ်ခါမြတ်စွာဘုရားဟောတယ်ဩရံပကိယတန်ရောစဉ်၅ပါးကိုဖယ်ရှားခြင်းလည်းတတိပဋ္ဌာန်ပဲပွားပါတဲ့ဩရံပကိယတန်ရောစဉ်ဆိုတော့ကာမဘုံ၌ကာမအာယုန်တွေနဲ့ဆက်ဆက်ပြီးတော့ကာမဘုံမှာဖြစ်စေနိုင်တဲ့တန်ရောစဉ်တွေကိုဩရံပကိယတန်ရောစဉ်လို့ခေါ်တယ်အဲ့ဒီဩရံပကိယတန်ရောစဉ်ဆိုတော့ဘာလို့ဆိုတက္ကာယဒိဋ္ဌိဝိသိကိစ္စတိလဝတ္တပရမတကာမရာဂဖြာပါလားအဲ့ဒီ၅မျိုးကိုပြောတာတက္ကာယဒိဋ္ဌိဆိုတာခန္ဓာ၅ပါးနဲ့ပတ်သက်တဲ့မှားယွင်းတဲ့အမြင်ပေါ့ခန္ဓာ၅ပါးတွေကတစ်ခုခုကိုအတ္တသို့မဟုတ်အတ္တရဲ့ property ဖြစ်မြင်တယ်ခန္ဓာ၅ပါးတွေကတစ်ခုကိုအတ္တသို့မဟုတ်အတ္တရဲ့ပစ္စည်းအတ္တပိုင်ဆိုင်တဲ့အရာဒီလိုမြင်တယ်ပေါ့အဲ့ဒီလိုမှားယွင်းတဲ့အမြင်ကိုတက္ကာယဒိဋ္ဌိလို့ခေါ်တာတက္ကာယဆိုတာတကယ်ရှိတဲ့ခန္ဓာ၅ပါးဒိဋ္ဌိဆိုတာမရှိတဲ့ထင်မြင်ယူဆချက်ချင်းမှားယွင်းတဲ့ထင်မြင်ယူဆချက်ရှိတာကခန္ဓာ၅ပါးမရှိတာကအတ္တနဲ့အတ္တနိယမရှိဘူးရှိတဲ့ခန္ဓာ၅ပါးပေါ်မှာမရှိတာနဲ့တွေးထင်ပြီးတော့မှားယွင်းနေတဲ့အယူဆတရားကိုတက္ကာယဒိဋ္ဌိလို့ခေါ်တာနော်အဲ့ဒီတက္ကာယဒိဋ္ဌိဟာဒါဒိဋ္ဌိပဲပေါ့အဲ့ဒီကြည့်တတိပဋ္ဌာန်တရားဟာဒိဋ္ဌိသတရားမဟုတ်ဘူးလို့ပြောရင်ဟောကြည့်မြတ်စွာဘုရားဩရံပကိယတန်ရောစဉ်၅ပါးကိုပယ်ခြင်းတတိပဋ္ဌာန်ပွားလို့ဆိုတော့တက္ကဒိဋ္ဌိကဒိဋ္ဌိမဟုတ်ဘူးလားဒိဋ္ဌိဟုတ်နေသည့်အတွက်ကြောင့်ဒိဋ္ဌိကိုပယ်တတ်ဖို့ရအတွက်လည်းတတိပဋ္ဌာန်ပဲကျင့်ခိုင်းတာပဲလေအဲ့ဒါကိုဒိဋ္ဌိသတရားမဟုတ်ဘူးလို့ဒီလိုပြောလို့ရှိရင်ဒါဘုရားစကားကိုပယ်ရရောက်တာပေါ့ဘုရားဟောထားတဲ့တရားတက်ရရှိတာပဲနော်တက္ကဒိဋ္ဌိဝိသိကိစ္စဝိသိကိစ္စကိုဖယ်ရှားခြင်းလည်းတတိပဋ္ဌာန်ကိုပဲပွားရဘုရားတရားတန်ခါအကျင့်သိက္ခာပฏิပဒါနဲ့ပတ်သက်ပြီးတော့တန်တရားဖြစ်နေတာဝိသိကိစ္စမဆုံးပြနိုင်နဲ့အဲ့ဒီဝိသိကိစ္စကိုဖယ်ရှားခြင်းလည်းတတိပဋ္ဌာန်ပဲပွားပါတဲ့နောက်တစ်ခုကသီလပတ္တပရမတ္တအလေးအထားနဲ့အကျင့်ပေါ်မှာမှားမှားယွင်းယွင်းသုံးသပ်ရှုမြင်တယ်ဘယ်လိုမှားမှားယွင်းယွင်းသုံးသပ်ရှုမြင်တာဘယ်လိုအကျင့်လဲဘယ်လိုအလေးအထားလဲလို့ဆိုရင်နွားတကောင်ရဲ့အလေးအထားအဲ့ဒီအလေးအထားကိုစောင့်တည်လိုက်နွားတကောင်ရဲ့အလေးအထားကိုသီလလို့ခေါ်တယ်ဒီနေရာမှာတော့じゃသီလဆိုရင်၅ပါးသီလတွေပါတယ်သွားမတွေးနဲ့အောင်စကလုံးတူပြီပဲလို့အဓိပ္ပာယ်ကမတူဘူးเนาะအဲ့တော့သီလပတ္တပရမတ္တမှာသီလဆိုတာနွားတကောင်ရဲ့အလေးအထားသို့မဟုတ်ခွေးတကောင်ရဲ့အလေးအထားဒါအလုံးသိတယ်နွားကဘာလို့တတ်တယ်လဲခွေးကဘယ်လိုနေတယ်လဲဒါသူ့ရဲ့အလေးအထားအပြုမှု behavior ကိုပြောတာเนาะအဲ့ဒီနွားတကောင်ရဲ့အလေးအထားခွေးတကောင်ရဲ့အလေးအထားကိုသီလအဲ့ဒီအလေးအထားကိုလိုက်နာကျင့်သုံးဖို့စောင့်တည်လိုက်တာကဝတ္တကြည့်နွားလိုကျင့်မယ်ခွေးလိုကျင့်မယ်ဘိုးပိုင်း practice နဲ့ကနိုင် practice လို့ခေါ်အဲ့ဒီလိုနွားလိုကျင့်ခွေးလိုကျင့်ခြင်းဖြင့်တန်မြာဝုကလွတ်တယ်တရားထုတရားမြတ်ရနိုင်တယ်လို့ယူဆတာကပရမာတမှားမှားယွင်းယွင်းသုံးသပ်ယူဆမှုတဲ့အဲ့ဒီအဓိပ္ပာယ်
ဒါလည်းပဲနိုင်ငံသားကဘာသာပြန်တဲ့စာအုပ်တွေမှာတော်တော်မမယဉ်ပြန်တယ်သီလပဒမှာပရမတ္တကို right and ritual လို့ဒီလိုပြန်တယ်ဒါလည်းမဟုတ်ဘူးမဟုတ်တဲ့ဘာသာပြန်ဆိုချက်တယ် right and ritual ဆိုတဲ့ဒီအခမ်းအနားတွေကိုဘာသာရေးအခမ်းအနားတွေကိုပြောတာမဟုတ်ဘူးနိုင်ငံသားရေးတဲ့စာအုပ်တွေမှန်သမျှ right and ritual တွေကြီးပဲရေးကြတယ်မမယဉ်ရေးတာဒါထေရဝါဒကျမ်းဂန်မှာဒီလိုမလာဘူးဒီစကားလုံးရဲ့အဓိပ္ပာယ်ကိုကြာကြာနာနာပါဠိတော်တွေမှာဖွင့်ဆိုရှင်းလင်းထားပြီးသားရှိတာပေါ့အဲ့ဒါလို့ရှိရတဲ့နဲ့ကိုကြိုက်တာကိုပြန်လို့ရှိရင်တော့ဒါဘုရားတရားမဟုတ်ဘူးပေါ့အဓိပ္ပာယ်ကိုကိုလိုချင်တာကိုကိုပြောလို့မရဘူးလေဒီစကားလုံးကိုဘုရားကသုံးတာဆိုတော့ဘုရားရဲ့ဖွင့်ဆိုချက်အတိုင်းပဲလိုက်ရမယ်ပေါ့အဲ့တော့ဒါလည်းကြည့်သီလဝတ္တပရမတ္တဆိုတာဒိဋ္ဌိပဲအဲ့ဒီသီလပရမတ္တဆိုတဲ့အယူမှားမှုကိုဖယ်ရှားခြင်းလို့ရှိရင်လည်းတတိပဋ္ဌာန်တရားကိုပဲကျင့်ပါတဲ့နောက်တစ်ခုကကာမရာဂအဲ့ဒီမှာခုနကတက္ကာယဒိဋ္ဌိဝိသိကိစ္စသီလပတ္တပရမတ္တဆိုတဲ့ဒီတန်ရောစဉ်၃ပါးကသောတပတ္တိမေနဲ့ဖယ်ရှားတယ်နောက်တစ်ခုကကာမရာဂနဲ့ဖြာပါတာကာမရာဂဆိုတာနှစ်သက်စရာမျက်စိနာနာလျှာကိုယ်နဲ့မြင်ရပြီးတော့ထိရပြီးသိရပြီးကြားရပြီးတွေ့တာစရာနှစ်သက်စရာအာယုန်ဒီပေါ်မှာတွေ့တာမှုနှစ်သက်မှုအဲ့ဒါကိုကာမရာဂလို့ခေါ်တယ်အဲ့ဒီကာမရာဂကိုဖယ်ရှားဖို့ဆိုရင်လည်းတတိပဋ္ဌာန်တရားကိုပဲကျင့်ပါဟောတာကြတော့တဏှာသတ်ပေါ့တဏှာကိုဖယ်ရှားဖို့ကျင့်ခိုင်းတာကာမရာဂဆိုတာတဏှာဗျာပါဒဆိုတာကြတော့တဏှာရှိလာလို့ရှိရင်အလိုကြတာရှိတယ်လို့အလိုမကြတာကလိုက်လာတယ်လေလောကလူတွေဟာခင်မင်မှုရှိလာတာနဲ့တပြိုင်နက်မုန်းတိမှုကလည်းရှိတာပဲခင်မင်မှုနဲ့မုန်းတိမှုကဆက်ဆက်နေတာကြိုက်နဲ့မကြိုက်ကအမြဲတမ်းတွဲဖက်ပြီးတော့နေတယ်ကြိုက်တာရှိရင်မကြိုက်တာလည်းရှိလာတတ်တယ်ပေါ့ဒါကြောင့်မို့လို့ကာမရာဂနဲ့ဗျာပါဒကတွဲထားကာမရာဂမကင်းမချင်းဗျာပါဒဆိုတာမကင်းဘူးအဲ့ဒီဗျာပါဒတရားဖယ်ရှားပြစ်ဖို့ဆိုလို့ရှိရင်လည်းပဲတတိပဋ္ဌာန်တရားကိုပဲပွားပါလို့ဆိုတော့ဒါတတိပဋ္ဌာန်ဟာဒိဋ္ဌိတလားတဏှာတလားဘာတလားညာတလားနဲ့ခေါင်းစဉ်တက်ပြီးတော့ပြောเสียမလိုဘူးလေကိလေသာမှန်သမျှဖယ်ရှားတာအကြည့်ပဲပေါ့ဖယ်ရှားတဲ့နေရာမှာတော့သောတပတ္တိမဲ့ဆိုရင်တော့အတိုင်းအတာတစ်ခုအရာဖယ်ရှားမယ်သဂရဂါမိမဲ့ကလည်းအတိုင်းအတာတစ်ခုအရာဖယ်ရှားမယ်အနာဂါမိမဲ့နဲ့ကလည်းအတိုင်းအတာတစ်ခုအရာဖယ်ရှားမှာပေါ့သူ့အတိုင်းအတာနဲ့သူပဲပေါ့ကြည့်အဲ့ဒါကိုဩရံပါကိယတန်ရောစဉ်လို့ခေါ်တယ်အဲ့ဒီတန်ရောစဉ်တွေမကင်းသေးတဲ့ပုဂ္ဂိုလ်ဟာကာမဘုံမှာပဲစုံကြီးဆန်းကြီးဖြစ်နေမယ်အနာဂံဖြစ်သွားလို့ရှိရင်ဒီဩရံပါကိယတန်ရောစဉ်တွေအကုန်ပြုတ်ထွက်သွားသည့်အတွက်ကြောင့်ကာမဘုံနဲ့မဆက်ဆက်တော့ဘူးဒါမှမဟုတ်အနာဂံဖြစ်သွားရင်သုဒ္ဓဝါဒဘုံရောက်သွားတယ်လို့ပြောတာနော်ယဟနာမဖြစ်သေးရင်သုဒ္ဓဝါဒဘုံရောက်တယ်ကောင်းပြီနောက်တစ်ခုကဂတိ၅ပါးတဲ့ destination ဘုန်းကြီးတို့ဘဝအခုဘဝအဆုံးသတ်သွားလို့ရှိရင်သွားရမယ့်လမ်းကြောင်းကြီး၅သွယ်ရှိတယ်လူတိုင်းအတွက်၅သွယ်ရှိတယ်အဲ့ဒါကိုဂတိ၅ပါးလို့ပြောတာလူတိုင်းအတွက်လမ်းကြောင်းကြီး၅သွယ်ဘယ်လမ်းဟာအဖုံဆုံးလို့ထင်တယ်လေနော်အဲ့ဒီလမ်းကြောင်းကြီး၅သွယ်ကဘာတွေလဲလို့ဆိုရင်နိရယဂတိတဲ့ငရဲဆိုတဲ့လမ်းကြောင်းငရဲဘုံတိရိစ္ဆာနဂတိတိရိစ္ဆာန်ဘုံတိရိစ္ဆာနဂတိပေတဂတိပြိတ္တာဘုံပြိတ္တာလမ်းကြောင်းမနုဿဂတိလူဘုံလူဘဝဒေဝဂတိနတ်ဘုံနတ်ဘဝလို့ဟောလမ်းကြောင်းကြီး၅သွယ်ရှိတယ်ဂတိ၅ပါးပုရုဇဉ်တွေဟာဟောဒီလမ်းကြောင်းကြီး၅သွယ်ဒီဘဝကအဆုံးသတ်သွားရင်တလန်းမဟုတ်တလန်းကိုရှောင်လန်းကြမှာပဲအကုသိုလ်တွေလွန်ကဲလာလို့ရှိရင်တော့နိရယဂတိကိုရှောင်လန်းသွားကြမှာပဲသူတို့ရဲ့ destination ငရဲပဲဖြစ်မှာပေါ့အဲ့ဒီတဲ့နည်းနည်းသက်သာလို့ရှိရင်တိရိစ္ဆာန်ပုံဖြစ်မှာပေါ့အဲ့ဒီတဲ့နည်းနည်းသက်သာလို့ရှိရင်ပေတဂတိဆိုတာဖြစ်မှာပေါ့အကုသိုလ်တွေကလွတ်ကင်းပြီးတော့ကုသိုလ်အကျိုးပေးဖို့အလှည့်ကြုံလာလို့ရှိရင်မနုဿဂတိနဲ့ဒေဝဂတိပဲပေါ့အဲ့ဒီလမ်းကြောင်းကြီး၅သွယ်ရှိတယ်
အဲ့ဒီဂတိ၅ပါးဖယ်ရှားပြီးတော့ဘယ်ဂတိမှမရောက်ချင်ဘူးဆိုလို့ရှိရင်ဘာလို့ရမလဲတတိပဋ္ဌာန်တရား၄ပါးပဲပွားပါဘယ်ဂတိမှမရှိတာဂတိအားလုံးကလွတ်သွားတာယဟန္တာဖြစ်တာကိုပြောတာယဟန္တာဖြစ်သွားမှအဲ့ဒီလမ်းကြောင်းကြီး၅သွယ်ဟာပိတ်သွားမှာအနုဘုဆိုမပိတ်သေးဘူးသောတာပန်ဖြစ်ရင်တော့နိရိယဂတိတို့တိရိစ္ဆာနာဂတိပေတာဂတိပိတ်သွားပြီပေါ့နော်အဲ့ဒါလို့တဆင်ချင်းပိတ်သွားယဟန္တာဖြစ်ပြီဆိုရင်တော့ဂတိ၅မျိုးစလုံးလုံးဝပိတ်သွားပြီပေါ့အဲ့ဒါကြောင့်မလို့ဂတိဝိမု ക്ത ဂတိ၅မျိုးကနေလွတ်မြောက်သွားတယ်နိဗ္ဗာန်ရောက်မှဒီဂတိ၅မျိုးဟာလုံးဝလွတ်သွားတယ်အဲ့ဒါကိုဂတိ၅ပါးကိုဖယ်ရှားပြစ်ချင်တယ်ဆိုလို့ရှိရင်လည်းပဲတတိပဋ္ဌာန်တရားကိုပဲပွားပါလို့ဒီတတိပဋ္ဌာန်ဘက်မှာတုတ်တည်တတုတ်ချင်းမြတ်စွာဘုရားဟောတော်တာနောက်တစ်ခုကမစ္စရိယတရား၅ပါးတဲ့အဲ့ဒီမစ္စရိယတရား၅ပါးကိုဖယ်ရှားခြင်းလို့ရှိရင်လည်းတတိပဋ္ဌာန်ကိုပဲပွားပါမစ္စရိယဆိုတာကိုယ်သာခံစားခြင်းတာသူများနဲ့မျှဝေလိုစိတ်မရှိဘူးငါဣဒံအစ္စရိယံအညေတံဟောတုဆိုတဲ့အဓိပ္ပာယ်တိုင်းယခုလိုအံ့ဩဖွယ်ရာအရာဟာဘုဒ္ဓထံမှမရောက်ပါစေနဲ့ငါတယောက်တည်းမှာပဲရှိပါစေဆိုတဲ့အတွေ့ကိုယ်သာရလုံမှုအောင်မြင်ကြော်ကြားမှုလည်းကိုယ်သာရခြင်းနဲ့ကြီးပွားတိုးတက်တာလည်းကိုယ်သာရခြင်းနဲ့ချမ်းသာဒုက္ခခံစားတာလည်းကိုယ်ပဲခံစားခြင်းနဲ့ဆိုတာဒါမစ္စရိယလို့ခေါ်တယ်နော်ကိုယ့်ရဲ့စည်းစိမ်ချမ်းသာကိုသိမ့်ပိုက်ပြီးတော့တစ်ဖက်သားကိုမခံစားစေခြင်းနဲ့ယုံညံ့တဲ့စိတ်တစ်ခုပေါ့အာဝါဒမစ္စရိယတဲ့နေစရာအဆောက်အုံနဲ့ပတ်သက်ပြီးတော့ငါသာနေမယ်သူများမနေရဘူးဆိုတာအာဝါဒမစ္စရိယကုလမစ္စရိယဘုန်းကြီးတွေဆိုလို့ရှိရင်ငါကိုးကွယ်တဲ့တရားတော်ကသူတစ်ပါးမကိုးကွယ်ရဘူးလို့ဆိုတာကုလမစ္စရိယလူတွေအချင်းချင်းကြတော့ငါတငယ်ချင်းသူများနဲ့အပေါင်းအသင်းမလုပ်ရဘူးဆိုတာကုလမစ္စရိယလာဘမစ္စရိယရလာတယ်လာကပဲဖြစ်စေအောင်မြင်မှုပဲဖြစ်စေရလာတယ်ငါပဲရခြင်းနဲ့သူများကိုမရစေခြင်းဘူးဆိုတာလာဘမစ္စရိယငါသာလှခြင်းနဲ့သူများကိုမလှစေခြင်းဘူးဝဏမစ္စရိယကိုယ်ရဲ့လှတဲ့လူမပေါ်စေခြင်းဘူးကိုယ်အလှဆုံးဖြစ်စေခြင်းဝဏမစ္စရိယတရားဓမ္မနဲ့ပတ်သက်ပြီးကိုယ်သာသိခြင်းနဲ့သူများကိုမသိစေခြင်းဘူးဆိုရင်ဓမ္မမစ္စရိယတဲ့အဲ့ဒီမစ္စရိယတရား၅ပါးကိုဖယ်ရှားပြစ်ခြင်းလို့ရှိရင်လေတတိပဋ္ဌာန်၅ပါးပဲပွားတတိပဋ္ဌာန်တရားကိုပဲပွားပါလို့ရသော်ပြဟောတယ်ထို့တူပဲဥဒ္ဓံဘာဂိယတန်ရောစဉ်အထက်ပိုင်းကိုချီနှောင်တဲ့တန်ရောစဉ်ဥဒ္ဓံဘာဂိယကာမဘုံကတော့လွတ်သွားပြီရူပဘုံအရူပဘုံလို့ဆိုတဲ့အထက်ဘုံတွေနဲ့ချီနှောင်ထားတဲ့တန်ရောစဉ်မျိုးအဲ့ဒါကဘာလို့ဆိုလို့ရှိရင်ရူပရာဂတဲ့အရူပရာဂမာနဥဒိစ္စအဝိဇ္ဇာအဲ့ဒီ၅ခုရူပရာဂဆိုတာရူပဇံရူပဘုံပေါ်မှာတွေ့တာအရူပရာဂဆိုတာအရူပဗြဟ္မဘုံအရူပဇံပေါ်မှာတွေ့တာတဏှာပဲဒါလေကာမရာဂစိတ်တွေမရှိတော့ဘူးသူ့မှာမျက်စိကမြင်လို့နားကကြားလို့ဆိုတာတွေနဲ့မလာတော့ဘူးဇံအာယုံပေါ်မှာတွေ့တာနေတာအဲ့ဒီတွေ့တာမှုတွေကိုရူပရာဂအရူပကအထက်ဘုံတွေကိုတွေ့တာတဲ့အဲ့ဒီတွေ့တာမှုတွေကိုဖယ်ရှားပြစ်ချင်လို့ရှိရင်လည်းပဲတတိပဋ္ဌာန်တရားပဲပွားပါတဲ့မာနကိုယ့်ရဲ့အည်ချင်းနဲ့ပတ်သက်ပြီးတော့ထင်မြင်နေတဲ့အတွေးအထင်လေးကိုမာနလို့ခေါ်တယ်အဲ့ဒီအတွေးအထင်လေးရှင်းပြီးတော့ပျောက်သွားအောင်လုပ်ချင်တယ်ဆိုရင်လည်းပဲတတိပဋ္ဌာန်တရားကိုပဲပွားပါတဲ့ဥဒိစ္စဆိုတာစိတ်မတည်ငြိမ်မှုလေးတမာတိအားပြောမှုလေးအဲ့ဒီဥဒိစ္စတရားကိုဖယ်ရှားပြစ်ခြင်းလည်းပဲဒီတတိပဋ္ဌာန်တရားပဲပွားပါတဲ့အဝိဇ္ဇာအမှန်မသိမှုသစ္စာ၄ပါးနဲ့ပတ်သက်တာအမှန်မသိမှုပရိစ္ဆာသမုပ္ပါဒ်နဲ့ပတ်သက်ပြီးအမှန်မသိမှုဆိုတဲ့အမှန်မသိအမှားကိုသိစေတတ်တဲ့အဝိဇ္ဇာနဲ့ပတ်သက်လာလို့ဖယ်ရှားပြစ်ခြင်းနဲ့ဆိုလို့ရှိရင်လည်းပဲတတိပဋ္ဌာန်တရားပဲပွားပါလို့ဆိုတော့တတိပဋ္ဌာန်တရားဟာကိလေသာအလုံးကိုတတ်ဖို့အတွက်လက်နဲ့ဖယ်ပေါ့ဒီလိုဆိုလိုတာ
အဲ့ဒါလိုပဲနောက်စေတောခိလစိတ်ရဲ့စိတ်ထဲမှာအငုတ်အနောက်အရှက်ခလုတ်ကသင်းလို့ဖြစ်နေတဲ့အရာစိတ်ထဲမှာခလုတ်ကသင်းဖြစ်နေတယ်ဆိုတာဘာလဲဆိုရင်ဖရာအပေါ်မှာတန်တရားတွေဝင်နေတယ်တရားအပေါ်မှာတန်တရားတွေဝင်နေတန်ခါအပေါ်မှာတန်တရားတွေဝင်နေကျင့်ရမယ်ကိုချင်းတရားအပေါ်မှာတန်တရားတွေဝင်နေသတင်းသုံးပေါ်ကျင့်ပေါ်ကျင့်မဲ့ခြင်းမှာမလို့မုန်းထားမှုစိတ်တွေရှိနေတယ်အဲ့ဒါတွေကိုစေတောခိလလို့ခေါ်တယ်စိတ်ရဲ့ဆူးညောင်ခလုတ်လို့ဆိုလိုတာပေါ့လမ်းခရီးပေါ်မှာဆူးညောင်ခလုတ်ရှိနေတယ်ဆိုလို့ရှိရင်ဒီလမ်းပေါ်ကဖြတ်သွားတဲ့လူတိုင်းခလုတ်တဲ့ဆူးမယ်ဒီစိတ်ဓာတ်တွေရှိနေသေးတယ်မြတ်ဒီသဘာဝတရားတွေရှိနေသေးတယ်မြတ်နိဗ္ဗာန်လမ်းကြောင်းကြီးကဘယ်တော့မှချောမွေ့မှာမဟုတ်ဘူးတဲ့ခလုတ်ကသင်းတွေဖြစ်နေတယ်ဒါကြောင့်မို့စေတောခိလလို့ခေါ်တယ်အဲ့ဒီစေတောခိလတွေကိုရှင်းပြချင်လို့ရှိရင်လည်းပဲတတိပဌာန်တရားပဲပွားပါလို့ဒီလိုမြတ်စွာဘုရားဟောတယ်နောက်တစ်ခုကစေတောဝိနိဗ္ဗာန်စိတ်ကိုချုံနှောင်ထားတတ်တဲ့အရာ၅မျိုးရှိတယ်စိတ်ကိုချုံနှောင်ထားတယ်ဆိုတာဘာတွေကချုံနှောင်ထားတာတုံးဆိုခုနနှစ်သက်စရာလိုချင်စရာအာယုန်နေအဲ့ဒီပေါ်မှာတွေ့တာမှုမကင်းဘူးဆိုလို့ရှိရင်လည်းအဲ့ဒါကတွေ့တာမှုနှစ်သက်စရာကာမအာယုန်တွေပေါ်မှာတွေ့တာမှုဟာလည်းပဲစိတ်ကိုချုံနှောင်ထားတတ်တယ်ဟုတ်တယ်လေလူကသာလွတ်လပ်နေတယ်လို့ထင်တာစိတ်ကမလွတ်လပ်ဘူးနှစ်သက်စရာအာယုန်တွေနဲ့ပတ်သက်ပြီးတော့တွေ့တာနေတယ်ဘလောက်ဝေဝေကြီးနေနှစ်သက်စရာအာယုန်နဲ့စိတ်နဲ့ကမပြတ်ဘူးဖြစ်နေတယ်ပေါ့အဲ့ဒါကြောင့်မလို့ကာမတွေပေါ်မှာတဏှာရာဂမကင်းမှုတွေ့တာမှုဟာစိတ်ကိုနှောင်ဖွဲ့ထားတတ်တဲ့အရာတစ်ခုဖြစ်တယ်ကုသိုလ်စိတ်ဖြစ်ဖို့ခက်တယ်စိတ်ရဲ့အနှောင်ဖွဲ့နှောင်ကြိုးကြီးတစ်ခုဖြစ်တယ်နောက်တစ်ခုကကိုယ်ခန္ဓာကိုယ်ပေါ်မှာတဏှာရာဂမကင်းမှုတွေ့တာတယ်လူတိုင်းဟာကိုယ်ခန္ဓာပေါ်မှာတွေ့တာမှုဟာအကြီးဆုံးအဲ့ဒါလည်းပဲစိတ်ရဲ့အနှောင်ဖွဲ့ကြီးတစ်ခုပဲနောက်တစ်ခုကတော့ရူပအစင်းပေါ်မှာတွေ့တာသို့မဟုတ်ဇန်တရားပေါ်ရူပဆိုတဲ့အစင်းအာယုံပေါ်မှာတွေ့တာတယ်သို့မဟုတ်ရူပဆိုတဲ့ဘုံပေါ်မှာသွားပြီးတော့တွေ့တာတယ်ဒီမှာကာမေတုအဝိတ္တရာဂရောတဲ့ပါပေမဲ့လို့ဒီမှာရူပေလို့ထပ်ပြီးတော့မြတ်စွာဘုရားကထပ်ဟောထားသေးတယ်နော်ပို့ပြီးတွေ့တာမှုအကောင်းတဲ့သဘောအဲ့ဒီမှာတွေ့တာနေလို့ရှိရင်စေတောဝိနိဗ္ဗာန်လို့ခေါ်တယ်နောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်လောကလူတွေဟာဇင်ခံကျင်တဲ့အလေးအထားရှိတယ်ပေါ့ဝစားမယ်ကောင်းကောင်းအိပ်မယ်ပေါ့ဝစားမယ်ကောင်းကောင်းအိပ်မယ်ဟောအဲ့ဒီလိုဝစားပြီးတော့ကောင်းကောင်းအိပ်မယ်ဆိုတဲ့ဒီအတွေးဟာလည်းပဲစိတ်ရဲ့အနှောင်ဖွဲ့ကြီးတစ်ခုပဲအဲ့ဒါကိုမစွန့်နိုင်လို့တရားအမထုတ်နိုင်ကြဘူးဟုတ်လားညစာစားမယ်ဥပုသ်ဆောင်ရမယ်ဆိုလို့ရှိရင်ဗိုက်စားဥပုသ်ဆောင်ရမယ်ဆိုဗိုက်စားတရားကို24နာရီတည်းက4နာရီပဲအိပ်ရမယ်ဆိုရင်ကျမ်းမာရေးထိခိုက်တော့မလို့ဟုတ်လားအဲ့ဒါလို့စိတ်ထဲကထင်းလာတယ်မအိပ်မနေအားထုတ်ဖို့ဆိုတာစဉ်းစားလို့မရဘူးအိပ်ရတဲ့အရာသာကိုတတ်မဲ့ပြီးတော့နေတယ်ဝစားပြီးတော့ကောင်းကောင်းအိပ်မယ်ဆိုတဲ့ဒီအတွေးဟာလည်းပဲဇင်ခံလို့တဲ့စိတ်ဟာလည်းပဲစိတ်ရဲ့အနှောင်ဖွဲ့တစ်ခုပဲတဲ့နောက်တစ်ခုကတော့ကိုကျင့်တဲ့သီလကိုစောင့်တည်ထားတဲ့သီလကိုကျင့်နေတဲ့အကျင့်တရားတွေဒီအကျင့်တရားတွေဖြင့်နတ်ပြည်ရောက်ခြင်းနဲ့နတ်မင်းဖြစ်ခြင်းနဲ့နတ်သားဖြစ်ခြင်းနဲ့နတ်သမီးဖြစ်ခြင်းနဲ့ဆိုတဲ့ဖြစ်လို့မှုတွေဆန္ဒတွေရှိနေတာဟာလည်းပဲတရားတို့တရားမြတ်ရဖို့မဖြစ်နိုင်ဘူးနှောင်ကြိုးကြီးတစ်ခုပဲတဲ့သူကချီနှောင်ထားတာမို့အထက်ကိုမတက်နိုင်ဘူးလို့ပြောတာနော်အဲ့ဒါကိုစေတောဝိနိဗ္ဗာန်၅ပါးလို့ခေါ်တယ်အဲ့ဒီစေတောဝိနိဗ္ဗာန်၅ပါးကိုဖယ်ရှားပြစ်ခြင်းနဲ့ဆိုလို့ရှိရင်လည်းပဲတဲ့ဟောဒီတတိပဋ္ဌာန်တရားကိုပဲပွားပါလို့အင်္ဂုတ္တရနိကေတတိပဋ္ဌာန်သုတ်မှာတတိပဋ္ဌာန်ဝက်မှာရသော်ဘုရားသုတ်ပေါင်း10သုတ်ဒီလိုခေါ်ထားတာရှိတယ်ပေါ့အလုံးခြုံငုံပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီတတိပဋ္ဌာန်တရား၄ပါးလူတိုင်းကျင့်ရမယ်တတိပဋ္ဌာန်တရား၄ပါးဖြစ်တယ်လူတိုင်း
တတိပဋ္ဌာန်တရားကိုမကျင့်မဲနဲ့မဲ့ဖို့နိဗ္ဗာန်ရခြင်းလို့မရနိုင်ဘူးတဲ့မဲ့ဖို့နိဗ္ဗာန်ကိုရတဲ့ရောက်နိုင်တဲ့ဝင်ပေါက်ဟာတတိပဋ္ဌာန်ကျင့်စဉ်တစ်ခုပဲရှိတယ်ဒါကြောင့်မို့မြတ်စွာဘုရားကလည်းရှင်းရှင်းလေးဟောထားတာလေဧကာယနောအယံဘိက္ခဝေမေကောတတ္တနံဝိတုဒ္ဓိယတတ္တဝါတွေကိလေသာအညစ်အကြေးတွေကနေစင်ကြယ်သွားဖို့ဆိုလို့ရှိရင်တော့ဒါတချောင်းဤသောတစ်ခုဤသောလမ်းပဲတဲ့ဒီလမ်းကပဲလျှောက်တခြားလမ်းမရှိဘူးတခြားလမ်းကသွားလို့မရဘူးကိုယ်စိတ်ထဲမှာကိလေသာအာတဝဆိုတဲ့အညစ်အကြေးတွေကင်းစင်နေတယ်ဆိုလို့ရှိရင်ဒီလမ်းကပဲလျှောက်တဲ့တောကပရိဒေဝနံသမတိကမာယစိတ်ထဲမှာပူလောင်တဲ့တောကကိုမထိန်နိုင်ရလို့ငိုကြွေးတဲ့ပရိဒေဝဒါတွေကိုကြော်လွှားခြင်းတယ်ဆိုလို့ရှိရင်လည်းဒီလမ်းကိုပဲလျှောက်လို့ပြောတာဒီလမ်းဆိုတာဘာလဲတတိပဋ္ဌာန်ကိုပြောတာတတိပဋ္ဌာန်ကျင့်စဉ်ပဲကျင့်ရမယ်လို့ဒီလိုပြောတာဒုက္ခဒေါမနတဏ္ဏအထင်ကမာယကိုယ်ဆင်းရဲမှုတွေစိတ်ဆင်းရဲမှုတွေလုံးဝချုပ်ငြိမ်းသွားဖို့အတွက်လဲဒီလမ်းကပဲလျှောက်ပါတဲ့ဒါတခုတည်းသောလမ်းကြောင်းပဲတဲ့ဩကာယိကဒုက္ခဆိုတာတွေကြုံတွေ့ရတယ်ထိုကာယိကဒုက္ခတွေပေါ်မှာစေတသိကဒုက္ခဆိုတာထပ်ပေါ်လာတယ်အဲ့ကာယိကဒုက္ခစေတသိကဒုက္ခဆိုတာသူကသူရှင်းပြီးသားပဲရှင်းပြီးသားကိုတချို့ကအကျိုးဒုက္ခအကြောင်းဒုက္ခနဲ့နားရှုပ်အောင်ရှောက်ပြီးတော့ရေးတဲ့စာအုပ်ကရှိသေးတယ်နော်ဘာမှအကျိုးတွေအကြောင်းတွေပြောစရာမလိုဘူးစေတကာယိကဒုက္ခဆိုတာခန္ဓာကိုယ်မှာကြည်သွားကြိုက်တယ်နားကြိုက်တယ်ကာယိကဒုက္ခသွားကြိုက်တယ်နားကြိုက်တယ်ကြောအောင်တယ်ခန္ဓာကိုယ်မှာဖြစ်ပေါ်လာတဲ့ဆင်းရဲတွေဒါကာယိကဒုက္ခလို့ခေါ်တယ်အဲ့ဒီကာယိကဒုက္ခကြောင့်ထပ်ဆင့်ဖြစ်ပေါ်လာတဲ့စိတ်ဆင်းရဲမှုကစေတသိကဒုက္ခဒေါမနတလို့ခေါ်တာဘုရားယန္တာတွေကြတော့ကာယိကဒုက္ခတော့ရှိတယ်စေတသိကဒုက္ခမလာဘူးပုရုဇဉ်တွေကြတော့ကာယိကဒုက္ခဖြစ်ရင်စေတသိကဒုက္ခကထပ်လိုက်လာတယ်ဖြစ်ရလေခြင်းဟုတ်လားငါရင်မခံနိုင်တော့ဒေါသဖြစ်တယ်စိတ်ညစ်တယ်ဖြစ်လာယန္တာပုဂ္ဂိုလ်တွေကြတော့ကာယိကဒုက္ခကိုရှုနိုင်သွားတယ်ရှုနိုင်တဲ့အတွက်ကြောင့်စေတသိကဒုက္ခမလာတော့ဒါကြောင့်မို့လို့ပန်လတ်တုံမှာမြတ်စွာဘုရားကဟောထားတာရှိတယ်အေးဒါအကြောင်းဒုက္ခအကျိုးဒုက္ခလို့ပြောเสียဘာမှမရှိဘူးเนาะကာယိကဒုက္ခစေတသိကဒုက္ခဆိုတာရှင်းနေတာပဲခန္ဓာကိုယ်မှာဖြစ်တဲ့ဒုက္ခခန္ဓာကိုယ်မှာဖြစ်တဲ့ဒုက္ခပေါ်မှာစိတ်မချမ်းသာဖြစ်ရင်စေတသိကဒုက္ခဖြစ်တယ်အေးယဟန္တာပုဂ္ဂိုလ်တွေကြတော့ဘုရားယဟန္တာကြတော့ကာယိကဒုက္ခတွေဖြစ်ပြီးတော့စေတသိကဒုက္ခမလိုက်ဘူးပုရုဇဉ်တွေကြတော့ကာယိကဒုက္ခဖြစ်တာနဲ့စေတသိကဒုက္ခလိုက်လာတယ်အဲ့ဒါကြောင့်မို့လို့တန်လတ်တုံမှာပုရုဇဉ်တွေဟာမြတ်နှစ်ချက်အစုခံရတယ်လို့ပြောတာကာယိကဒုက္ခအပြင်ထပ်ပြီးတော့စေတသိကဒုက္ခထပ်ပိုးလာတဲ့အခါကျတော့ပိုမဆိုးပေဘူးလားဟုတ်လားသွားကြိုက်တာသူ့ဘာသူကြိုက်တာပဲသွားကြိုက်တဲ့အပေါ်မှာဖြစ်ရလေခြင်းဆိုတဲ့စိတ်ဆင်းရဲမှုကထပ်ပါလာဒီလိုပေါ်လာတဲ့အတွက်ကြောင့်သူကသွားကြိုက်တာကဒုက္ခတစ်ခုသွားကြိုက်တဲ့အပေါ်မှာမခံမရနိုင်ဖြစ်တဲ့စိတ်ဆင်းရဲမှုကဒုက္ခတစ်ခုဖြစ်သွားရောအဲ့လိုထပ်ပိုးလာတာကိုပြောတယ်ကောင်းပြီအဲ့လိုကာယိကဒုက္ခစေတသိကဒုက္ခတွေလုံးဝချုပ်ငြိမ်းသွားခြင်းနဲ့ဆိုရင်လည်းပဲတတိပဋ္ဌာန်ကျင့်စဉ်ဟာတခုတည်းသောလမ်းကြောင်းမှာပဲတဲ့ဒီလမ်းကြောင်းကပဲရှောင်အောင်ပါတဲ့ဒီနေရာမှာဒါအစိုးတရားတွေကိုဖယ်ရှားတာလို့ခေါ်တယ်အစိုးလေးမျိုးလို့ပြောအစိုးလေးမျိုးဆိုတာတောကလည်းပဲနှလုံးသားကိုပူလောင်စေတတ်လို့အစိုးပဲပရိဒေဝဆိုတာလည်းငိုရတာဖြစ်လို့ကြောင့်အစိုးပဲကာယိကဒုက္ခကိုယ်ဆင်းရဲမှုကလည်းအဆိုးပဲစေတသိကဒုက္ခလည်းပဲအဆိုးပဲအဲ့ဒီအဆိုးတရား၄မျိုးဖယ်ရှားပြစ်ဖို့ဟာလဲဟောတာတခုတည်းသောလမ်းကြောင်းပဲဒါဖြင့်အကောင်းတရားတွေကိုဘာတွေသယ်ဆောင်ပေးနိုင်လို့ဆိုတော့ခုနပြောတဲ့ကိလေသာအညစ်အကြေးတွေကစိတ်ကိုဆေးကြောတန့်စင်ပေးဖို့ဆိုလည်းပဲဒီလမ်းကြောင်းကပဲဆေးကြောတန့်စင်ပေးနိုင်တယ်လို့ပြောတာတန်တရားကညင်နွမ်းလာတဲ့မိမိတို့ရဲ့စိတ်တွေကိုဖြူစင်သွားအောင်ဆေးကြောပြစ်နိုင်တာဟောဒီတတိပဋ္ဌာန်လေးခုတော့တခုတည်းသောလမ်းကြောင်းပဲနောက်ညာယတအဓိကမညာယဆိုတာနိဗ္ဗာန်သွားတဲ့အကြောင်းတရားနိဗ္ဗာန်ကိုရောက်စေနိုင်တဲ့အကြောင်းတရားနိဗ္ဗာန်ဆိုတာ
နိဗ္ဗာန်ကိုထုတ်လုပ်တဲ့အကြောင်းတရားတော့မရှိဘူးရောက်စေတတ်တဲ့အကြောင်းတရားကတော့ရှိတယ်တမ္ပါပကဟေတုလို့ခေါ်တယ်ဇနကဟေတုမရှိဘူးနိဗ္ဗာန်ဆိုတာဘာနဲ့လှုပ်ထားတာမှမဟုတ်ဘူးအဲ့တော့နိဗ္ဗာန်ဆိုတာကိုရောက်စေနိုင်တဲ့အကြောင်းတရားကဘာလဲဆိုရင်ခုပြောတဲ့အရိယာမဂ်ခင်၈ပါးအကျင့်တရားပဲအဲ့ဒီမဂ်ခင်၈ပါးအကျင့်တရားကိုဒီနေရာမှာညာယလို့ခေါ်တာအဲ့ဒီညာယလို့ဆိုတဲ့မဂ်ခင်၈ပါးအကျင့်တရားကိုရရှိဖို့ဆိုတာလည်းပဲဟောဒီလမ်းကြောင်းကပဲလျှောက်ပါလို့ပြောတာလမ်းကြောင်းပေါ်မရောက်ဘဲနဲ့နိဗ္ဗာန်ကိုမသွားနိုင်ဘူးလေအေထို့တူပဲနိဗ္ဗာန်ကိုတကယ်မျက်မှောက်ပြုတယ်မျက်မှောက်ပြုတယ်ဆိုတာနိဗ္ဗာန်ကိုတကယ်စိုက်ထိပြီးတော့နိဗ္ဗာန်ကိုအတွေ့အကြုံတကယ်ခံစားရတဲ့အနေအထားမျိုးပေါ့နိဗ္ဗာန်ကိုကိုယ်တွေ့သိရှိတယ်အသိဉာဏ်နဲ့ကိုယ်တိုင်သိရှိတဲ့နိဗ္ဗာန်သစ္စိကရိယာဆိုနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်ဆိုတာတဆင်ကြားမဟုတ်ဘူးကိုယ်တိုင်သိတာအဲ့ဒီကိုယ်တိုင်သိတယ်ဆိုတဲ့သစ္စိကရိယာနိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ဆိုတာလည်းပဲဟောဒီဟာတခုတည်းသောလမ်းကြောင်းပဲလို့ဟောတတိပဌာန်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကမဟာတတိပဌာန်တုတ်မှာအကျင့်တစ်ခုတည်းကနေပြီးအကျိုး9မျိုးကိုပေးစွမ်းနိုင်တယ်လို့ပြောတာနော်ဒါကြောင့်မို့ one practice 7 advantages one practice ဆိုကျင့်တာတစ်ခုတည်းတတိပဌာန်ဆိုတဲ့ကျင့်စဉ်တစ်ခုဟာ7 advantages အကျိုး9မျိုးသက်ဆောင်ပေးတယ်တစ်ချက်ခုတ်ရင်9ချက်ပြတ်တယ်ပေါ့အကျိုး9မျိုးရနိုင်တယ်လို့ဒီလိုပြောတာအဲ့ဒါကြောင့်မို့လို့တတိပဌာန်ကျင့်စဉ်ဟာအခုဒီတုတ်တွေကိုလေ့လာပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တတိပဌာန်တရားကိုဘယ်သူတွေကျင့်ရမှာလဲဆိုရင်တတိပဌာန်တရားဆိုတာလူတိုင်းကျင့်ရမှာဖြစ်တယ်နောက်ဆုံးမှာယဟန္တာပုဂ္ဂိုလ်တောင်မှပဲတတိပဌာန်ပဲကျင့်ရမှာဖြစ်တယ်ပေါ့ဒါကြောင့်မို့လူတိုင်းကျင့်ရတတိပဋ္ဌာန်ဆိုတာမြတ်စွာဘုရားဒေသနာတော်တုတ်တန်တွေကိုရှင်းလင်းပြောပြီးတော့ဒီခေါင်းစဉ်ဖြင့်ဟောကြားပေးတာဖြစ်ပါတယ်အားလုံးဟာဘုရားမြတ်စွာရဲ့တရားဓမ္မတွေကိုနာယူပြီးတဲ့အခါအမှန်တိုင်းသိရှိပြီးတော့တတိပဋ္ဌာန်ဟာတဏှာသာလားဒိဋ္ဌိသာလားပုရုဇဉ်တွေမကျင့်ရဘူးသောတာပန်ဖြစ်ပြီးမှကျင့်ရမှာသဂရဂံဖြစ်ပြီးမှကျင့်ရမှာလို့စသဖြင့်ပြောဟောရေးသားနေရင်လက်ခံနိုင်စရာမရှိဘူးဖရာတရားတော်နဲ့မညီဘူးလို့ပြောရမှာပေါ့ဒါကြောင့်မလို့တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့သည်ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့အတိုင်းတို့တွေဟာနိဗ္ဗာန်ရောက်ခြင်းလို့ရှိရင်တခုတည်းသောကျင့်ရမယ်တရားတတိပဋ္ဌာန်တရားပဲဖြစ်တယ်နိဝရဏတရား၅ပါးကိုဖယ်ရှားပြီးတတိပဋ္ဌာန်တရားပေါ်မှာစိတ်ကိုအခြေစိုက်လို့ဘုဇင်9ပါးပွားများခြင်းဖြင့်သာလဲတို့တွေနိဗ္ဗာန်ရနိုင်မှာဖြစ်တယ်ဒီလမ်းကလွဲပြီးတခြားလမ်းမရှိဘူးဆိုတာသိရှိယုံကြည်ပြီးကိုယ်စီကိုယ်ငှကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းကံမေတ္တာပို့ရတတ္တဝါများစွာနေရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာနေရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဓမ္မောတတံပိဝိတဝါနဝိသာသဗ္ဗေတမုဟတံအစရမရာတိတိဘာဝနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောင်းကင်းပြောင်းခြင်းတရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာတဝေပု္ပ္ပာညင်နောက်ကိလေသာအစိမ်တောက်ဟူသည်များတို့သည်သမုဒ္ဒပင်ကြပဲတွင်ရည်မတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပဲဖြောင်းအပ်ကုန်သည်
ဟောတုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်သေးခြင်းလဲရှင်းထသောတိတိဘောကိလေသာဝုပုခတိင်ကင်းခြင်းရာစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အင်းညူတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအဆင့်ဆင့်မြင့်နေမြင့်၍မလင်ပုံသည်ဆက်ရောက်တော်မူကြပါစေကုန်သတည်း